ဒီသင်ခန်းစာမှာတော့တရုတ်တတာတွေကိုလေ့လာသွားမှာပါအခုလေ့လာသွားမယ့်ဝါဟာရလေးကတော့ KE ဒီစကားလုံးကတော့ verb အနေနဲ့သုံးတယ် preposition လို့ခေါ်တဲ့ we verb အနေနဲ့လည်းသုံးတယ် verb အနေနဲ့သုံးတဲ့အခါမှာတော့ pay တည်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတယ် we verb preposition အနေနဲ့သုံးရင်တော့အတွက်သို့မဟုတ်ကိုသို့မဟုတ်စီကိုစတဲ့အဓိပ္ပာယ်တွေနဲ့သုံးတယ်ပေါ့နော်။ကောင်းပြီအခုဒီသင်ခန်းစာထဲမှာတော့ preposition လို့ခေါ်တဲ့ we verb အနေနဲ့သုံးတဲ့ပုံစံတွေကိုအထူးပြုပြီးလေ့လာသွားမှာပါ။ grammar point လေးကိုကြည့်အောင်အဲ့တော့ K ဆိုတဲ့စကားလုံးက we verb အနေနဲ့သုံးတယ်ဆိုလို့ရှိရင်သူနဲ့ can both တစ်ခုကိုတွဲပေးရတယ်ပေါ့နော်အဲ့တော့ we verb ဖြစ်တဲ့ကြောင့်သူ့ရဲ့နောက်မှာ can both တစ်ခုတွဲဆက်ပေးတယ်ပြီးတော့ဒီ we verb နဲ့ can both နဲ့တွဲပြီးတော့မှဒါ prepositional phrase လို့ခေါ်တဲ့ we verb စကားစုဖြစ်သွားတယ်အဲ့ဒီ we verb စကားစုကို verb ဖြစ်ရှိရတယ်အထူးပြုတဲ့ပုံစံပေါ့နော်ပြောရတော့ဒါကဘာအတွက်သုံးတာလဲဆိုတော့တစုံတစ်ယောက်ကအခြားတစ်ယောက်အတွက်ဆောင်ရွက်ပေးမှုကူညီပေးမှုကိုခေါ်ပြအောင်အတွက်သုံးတာဟုတ်ပြီနော်ဒီ object ကတော့ဒါကူညီပေးခြင်းပေါ့ဆောင်ရွက်ပေးခြင်းခံရတဲ့သူပေါ့ပြုလုပ်တဲ့သူကတော့ subject ပေါ့နော်အဲ့တော့တယောက်ကနေတခြားတယောက်အတွက်လှုပ်ဆောင်ချက်တစ်ခုကိုလုပ်ပေးတာပေါ့နော် okay နမူနာဝါကျလေးတွေလေ့လာကြည့်အောင်ငါတို့ကအမေအတွက်မွေးနေ့လက်ဆောင်တွေအများကြီးပြင်ဆင်ထားခဲ့ကြတယ်我们给妈妈准备了很多生日礼物我们တို့က给ဆိုတာကအတွက်ပေါ့နော်妈妈စာအမေအတွက်给妈妈准备စာပြင်ဆင်တယ်လက်စာခဲ့ပါလေတဲ့很多အများကြီး生日礼物မွေးနေ့လက်ဆောင်ငါတို့ကအမေအတွက်မွေးနေ့လက်ဆောင်တွေအများကြီးပြင်ဆင်ထားခဲ့ကြတယ်我们给妈妈准备了很多生日礼物သူငါအတွက်တပုတ်3-4ပုံရိုက်ပေးခဲ့တယ်他给我拍了几张照片他သူက给ဆိုတာအတွက်我ဆိုတာငါ给我ငါအတွက်拍ဆိုတာတပုတ်ရိုက်ထားပြ拍了တပုတ်ရိုက်ပေးခဲ့တယ်几张ကြီးဆိုတာဒီမှာမေခွန်းအနေနဲ့တော်တာမဟုတ်နော်3-4ခုဆိုတဲ့အခြေအတွက်ပေါ့နော်ကျန်းဆိုတာကတပ်ပုံတွေကိုတပုံနှစ်ပုံရေးတွက်တာပေါ့အဲ့တော့ကြည်ကျန်းစာ3-4ပုံကြောက်ဖြန့်စာတပ်ပုံသူငါအတွက်တပ်ပုံ3-4ပုံရိုက်ပေးခဲ့တယ်他给我拍了几张照片မနေ့ကငါညီလေးအတွက်ဂျင်မောင်းပြီး3ထည်ဝယ်ခဲ့တယ်昨天我给弟弟买了3条牛仔裤昨天မနေ့က我ငါ给ဆိုတာအတွက်တိတိစာညီလေး给弟弟ညီလေးအတွက်မိုင်းစာဝယ်တယ်ညီလေးတော့ဝယ်တယ်လက်စာခဲ့ပါတယ်တဲ့3條3ကတော့條စာအထက်ခါအောက်ပိုင်းတွေကို條လို့ရေးတတ်တယ်နော်3條3တဲ့မျိုး仔ခုစာဂျင်မောင်းပြီးမနေ့ကငါညီလေးအတွက်ဂျင်မောင်းပြီး3ထည်ဝယ်ခဲ့တယ်昨天我给弟弟买了3条牛仔裤ကုမ္ပဏီအတွက် website ထောက်ရင်ပတ်စံဘယ်လောက်ကုန်ပါလဲ给公司做网站花多少钱给အတွက်公司ဆိုတာကုမ္ပဏီအတွက်做ဆိုတာပြုလုပ်တယ်网站ဆိုတာ website ပြုလုပ်တယ်ဆိုတာ website ထောင်တာကိုပြောတာနော်做网站花ဆိုတာကကုန်ကြတယ်多少ဘယ်လောက်လဲ钱ဆိုတာပတ်စံကုမ္ပဏီအတွက် website ထောက်ရင်ပတ်စံဘယ်လောက်ကုန်ပါလဲ给公司做网站花多少钱ဆရာဝန်ကသူ့အတွက်ဆေးတချို့ညွှန်ပေးခဲ့တယ်医生给他开了一些药医生ဆိုတာဆရာဝန်给ဆိုတာအတွက်他ကသူ给他သူ့အတွက်开药ဆိုတာကဆေးစာရေးပြီးတော့ဘာတော့ရမယ်ဆိုပြီးတော့ဆေးတွေညွှန်တာပေါ့နော်ဆေးတွေ on တာကိုခိုင်းရောက်လို့ပြောတယ်နော်လက်စာခဲ့ပါတယ်ဤရှဲစာတချို့ပေါ့နော်အဲ့တော့ဆရာဝန်ကသူ့အတွက်ဆေးတချို့ညွှန်ပေးခဲ့တယ်医生给他开了一些药ကောင်းပြီဒီတစ်ခါမှာတော့ K ဆိုတဲ့စကားလုံးကိုပေါ့နော်ဟို C တို့ C ကိုဆိုတဲ့ပုံစံကိုဘာသာပြန်တယ်ဒါကလည်းခုနကပုံစံနဲ့အတူတူပဲသရာပုံစံကတော့ပေါ့နော်ဘာသာပြန်တာလေးပဲနည်းနည်းပြောင်းသွားတာအဲ့တော့ဒီနေရာမှာသုံးထားတဲ့အဓိပ္ပာယ်ကတော့တစုံတစ်ယောက် C ကိုဥတီပြီးဆောင်ရွက်ထားပေါ့တစုံတစ်ယောက်ဒါမှမဟုတ်တစ်ခုခု C ကိုပေါ့နော်ဒါမှမဟုတ်အစုအဖွဲ့တစ်ခု C ကိုဥတီပြီးဆောင်ရွက်ထားအောင်ပေါ်ပြတဲ့အခါမှာလည်းကျွန်တော်တို့ K ဆိုတာနဲ့သုံးလေးရှိတယ်ပေါ့နော်ဒီမှာလည်း we back အနေနဲ့ပဲသုံးတာပါနမူနာဝါကျလေးတွေလေ့လာကြည့်အောင်မင်းမန်နေဂျာစီကို email ပို့ပြီးပြီလား你给经理发电子邮件了吗
你们讲给是了的嘛？四个不喏，给经理、manager 四个发啥报啦？电子邮件上 email 了 BB 马个啦？没 manager 是有 email 报 BB 啦？你给经理发电子邮件了吗？没们那片都是有 phone 特色来不？你明天再给他打电话吧。你明天上门那片嘛，再啥特别哦。给他啥都是个打电话上否则他把啥不带动那不呢？每们那片都是个否他是来不？你明天再给他打电话吧。杜巴路那是有什么片看到嘞？他怎么没有给我回信？他杜个怎么把披露把讲不呢？没有啥马克的巴斯汀个你那不呢？给四个我上啊，给我那四个回信上啥片啊喏？杜巴路那是有什么片看到嘞？他怎么没有给我回信？杜那表个杜那个谁托给你的？或是再给病人打针？或是杜那表个在大家都说的苦，老内头说的治疗破表了不喏？给说了个病人上路那。给病人路那个打针啥谁托了表了？杜那表个路那个谁托给你的？或是再给病人打针？民众都个都看他们被电脑不？你们不应该再给他添麻烦了。你们上民众不应该上没漏电幕的，再啥特别的脑特不喏？给是啦个给他啥都个添麻烦啥都卡比的，乐啥把年都他叫不应该乐啥没电脑是来对别不喏？然后民众都个都卡他们被电脑不？你们不应该再给他添麻烦了。阿龙我结束的嘛嘞？